သူများတွေရဲ့ကွန်ပျူတာတွေမှာဒီလိုတစ်ချက်နှိပ်လိုက်တာနဲ့သူ့ data ရဲ့ဒီအချက်လက်ကိုညာဘက်အချမ်းမှာပေါ်နေတယ်ကိုယ့်ရဲ့ကွန်ပျူတာမှာကတော့မပေါ်ဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးသုံးလို့ရလဲဘာကိုသုံးထားလို့ဒီလိုမျိုးပေါ်နေတာလဲဒီပေါ်နေတာလဲဘာကိုသုံးထားလို့လဲဆိုလို့ရှိရင်တော့ဒီပြတို့တွေကွန်ပျူတာထဲမှာရှိနေတဲ့ဒီ new ဆိုတဲ့ pane လေးထဲကနေပြီးတော့မှ view ဆိုတဲ့အထဲကနေဒီpane ကိုသုံးထားလို့တကယ်လို့သူကဒီpane ကိုမသုံးဘဲနဲ့ preview pane ကိုသုံးထားတယ်ဆိုလို့ရှိရင်ဒီထဲမှာရှိနေတဲ့ file ကဘာတွေပါတယ်ဆိုတာကိုမြင်ရတယ်တကယ်လို့သူကဒီpane ကိုသုံးထားတယ်ဆိုရင်ဒီ file ကဘာ file မှာပြီးတော့ရင်သူ့ရဲ့ size ကဘယ်လောက်ရှိပါတယ်ဒီ file ရဲ့ location ကဘယ်မှာရှိပါတယ်ဆိုတာကိုဒီမှာလာပြီးတော့ကြည့်လို့ရတယ်ပြီးရင် properties ကိုနှိပ်ပြီးတော့လဲဒီ file ရဲ့အကြောင်းကိုလာပြီးတော့မှထပ်ပြီးတော့ detail ပြန်ကြည့်လို့ရတယ်ဒီလိုမျိုးသုံးလို့ရတယ်တကယ်လို့ဒီဘက်က box ကိုမပေါ်ခြင်းဘူးဆိုရင် detail ကိုတစ်ချက်ပြန်နှိပ်ပြီးတော့လဲပြန်ဖြောက်လို့ရတယ်အဲ့တော့ကိုကလည်းကိုယ့်ရဲ့ file တစ်ခုချင်းစီရဲ့အချက်အလက်အသေးစိတ်ကိုသိကျင်တယ်ဆိုလို့ရှိရင် view ထဲကနေ detail pane သို့မဟုတ် preview pane ကိုဖွင့်ထားဖို့လိုပါတယ်ဒါလေးကကွန်ပျူတာကိုအခုမှစပြီးတော့လေ့လာနေတဲ့သူတွေဆိုရင်အကျိုးရှိတဲ့သင်ခန်းစာလေးဖြစ်ပါတယ်တခြားသိကျင်တဲ့သင်ခန်းစာတွေရှိတယ်ဆိုရင် comment မှာရေးခဲ့ပေးပါနော်ဗီဒီယိုလေးနဲ့ sharing လေးလုပ်ပေးသွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်